chakra တွေကိုသူ့အနေနဲ့သူ balancing ဖြစ်အောင်အမတို့က frequency တွေညှိပြီးတော့တီးရတယ်ဘိုးတစ်ခုချင်းစီမှာမတူတဲ့အတန်လေးတွေမတူတဲ့ vibration လေးတွေ frequency လေးတွေထွက်လာတယ်အဲ့ဒါလေးတို့အမတို့ကပေါင်းဆက်ပြီးတော့တီးရတယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒါ root chakra ကိုမူတည်ပြီးတော့ထုတ်လုပ်ထားတဲ့ crystal ကိုပေါ့နော်chakra ဒီခန္ဓာကိုယ်ရဲ့မင်းညောင်ယုံနေရပါတော့အောက်ဆုံးမှာရှိတယ်ဆိုတဲ့ခါကျတော့သူကစိတ်တည်ငြိမ်နေပြီးခန္ဓာကိုယ်မှာဒါ root chakra ဆိုတော့အရေးအကြီးဆုံးဖြစ်တယ်ပေါ့နော်စိတ်တည်ငြိမ်ဖို့နောက်တစ်ခါလူတစ်ယောက်ကဆုံးဖြတ်ချက်တွေမပြတ်သားဘူးဝေဝါးနေတယ်ဘယ်လိုဆုံးဖြတ်မှမသိဘူးကိုကလမ်းတစ်ခုယူရတော့မယ်ဆိုလို့ရှိရင်စီးပွားရေးတစ်ခုလုပ်တော့မယ်ဆိုရင်ဘယ်လမ်းကိုလုပ်ရမလဲဆိုတဲ့ဟာမျိုးပေါ့နော်ရွေးချယ်ရခက်နေတဲ့ဟာမျိုးတွေဆိုဆုံးဖြတ်ချက်ကိုပြတ်ပြတ်သားသားနဲ့ချနိုင်တဲ့အနေအထားတွေကိုသူကရရှိရပေါ့နော်ဒီ frequency လေးတွေကြောင့်အခုမယုံကြည်ဖြစ်နေတဲ့သူတွေ confidence level ပျောက်နေတဲ့သူတွေသူတို့အတွက်လည်းအဆင်ပြေစေတယ် confidence ကိုပြန်ရစေတယ်ကိုယ့်ရဲ့ပါဝါကိုပြန်ရစီအဲ့ဒါတချို့ကြောင့်တော့လေကိုကလုံးဝမလို့ဒီဟာလုံးဝမလို့ပေါ့နော်လုံးချင်တာတွေများစိတ်တွေမငြိမ်သက်ဖြစ်နေတဲ့သူတွေကိုလေသူကစိတ်ကလေးတွေကို concentration မိမိနဲ့ဖြစ်စီဒါဆိုလို့ရှိရင်တော့ဒီဟာကcrown chakra ပေါ့နော်မိမိရဲ့ငယ်ဒိတ်ကိုဦးတည်ထားတယ်chakra တစ်ခုပေါ့နော် chakra ဒီ crown chakra နဲ့ပတ်သက်တဲ့ energy တွေကို heal လုပ်တဲ့အခါမှာအသုံးပြုတယ်။သူကတော့ pitch များတယ်အတန်လေးကတော့ဆူဆူလေးထွက်တယ်။နတ်ကြောလေးတွေးကြောလေးကြောလေးပွင့်စေတယ်အဲ့လိုပဲအသီးသီးပေါ့နော်ဒါဆိုလို့ရှိရင် heart chakra ရင်ညွတ်အလင်းတဲ့မှာရှိတဲ့ heart chakra ကိုဦးတည်ပြီးတော့လုပ်ထားတဲ့ပိုးပေါ့ဒီဆိုရင်ဒါကတော့မေတ္တာတရားနဲ့ပတ်သက်တာပေါ့နော်ဒါပြီးတော့ကိုယ့်ရဲ့ချစ်ချင်းမေတ္တာနဲ့ပတ်သက်တဲ့နှလုံးကျန်းမာရေးကိုကောင်းမွန်စေတယ်အဲ့လိုပဲပေါ့နော်ဒီဟာဆိုလို့ရှိရင်လည်းဒါ throat chakra ပေါ့ဒီ level အလေးတိတ်တိတ် throat chakra ကိုသူက healing ဖြစ်စေတယ်ပြောစကားဆိုစကားအောင်မြင်စီသူရဲ့အရာရာမှာပေါ့နော်ကိုပြောတဲ့အတိုင်းဖြစ်တယ်ပေါ့စကားပေါက်တယ်စကားအောင်တယ်ကိုယ့်ရဲ့လက်အောက်ငယ်သားနဲ့ပဲဖြစ်ဖြစ်ထက်လူကြီးနဲ့ပဲဖြစ်ဖြစ်ပြောဆိုတဲ့အခါမှာကိုပြောခြင်းနဲ့အကြောင်းအရာကိုသူတို့ကလက်ခံတယ်ဒီကတော့နှုတ်နဲ့နောက်ပြော social media မှာဆိုလို့ရှိရင်ပေါ့နော်နှုတ်နဲ့စကားပြောရတဲ့သူတွေ celebrity နောက်ပြီးတော့တင်ကြားရေးပိုင်းကဆရာကြီးဆရာမကြီး online မှာကိုကဈေးတွေပါရောင်းဝယ်လုပ်တဲ့သူတွေပါတယ်ဆိုရှင်ဒါဒီ throat chakra အကောင်းနေကိုလို့တာပေါ့နော်အဲ့ throat chakra ကိုဒီ frequency လေးတွေကကောင်းမွန်တဲ့ frequency တွေကိုသူက penetrate လုပ်ပြီးတဲ့အတွက်ကြောင့်မလို့ပြောတိုင်းဆိုတိုင်းအောင်မြင်စေတယ်ချောမွေ့တယ်ကိုပြောတဲ့စကားကိုရောင်းတဲ့ပစ္စည်းဆိုရောင်းထွက်တာ